ကိုယ့်ရဲ့အတူရှိအကောက်ရမှာလောလောဆယ်ဝက်စောလောလောရတဲ့အနေထားရှိမရှိကိုသိကျင်တဲ့သူတွေအတွက်ဒါလေးတစ်ချက်လုပ်ပြမယ်နော်ဒီဗီဒီယိုလေးတင်ပေးတာဖြစ်တယ်ဗီဒီယိုတွေက step တွေတိုင်းလိုက်လုပ်ပြီးတော့တစ်ချက်လောက်လိုက်ကြည့်လို့ရအောင်နော်အရင်ဆုံးကိုဝက်စောလုပ်ခွင့်ရှိလားမရှိလားဆိုတာသိရဖို့အတွက်ဆိုရင်ဒီအကောက်ဆိုတာလေးတွေဝင်လိုက်နော်အကောက်လေးကိုနှိပ်မယ်အကောက်ရရောက်ပြီဆိုရင်ဒီHAဆိုတဲ့ဥစ္စာလေးနှိပ်ကြည့်HAကိုနှိပ်မယ်HAနှိပ်လိုက်လို့ဒီနေရာမှာဒီမတ်ဆိုတဲ့နေရာလေးမှာအမောက်ပေါ်နေရင်ထုတ်လို့ရတာပေါ့နော်အနည်းဆုံး100နေပြီးတော့စထုတ်လို့ရတယ်အများဆုံး9000ဒီတစ်လတစ်ကြိမ်ပေါ့နော်သူစီကံကျန်းတဲ့ညီထုတ်လို့ရတယ်ဒီနေရာမှာမပေါ်သေးရင်တော့ဒါကိုကစောက်ရမှာပေါ့နော်ထုတ်လို့ရပြီဆိုရင်သူက gas fee ကဒီအတော်လာနဲ့သွားတဲ့အတွက်ဒီအတော်လာရှိဖို့တော့လိုတယ်အတော်လာရှိမရှိရတော့မှသွားကြည့်ရမလဲဆိုတော့ဒီအကောက်တွေဝင်မယ်အကောက်တော့တစ်ချက်ပြန်ဆောက်ကြည့်မယ်ဒီမှာကြည့်မယ်ဒါဖီတုံးတဲ့ဖီတွက်တုံးတဲ့အတော်လာပေါ့နော်ဒီကောင်မရှိတဲ့သူတွေဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာရှိတယ် USD 3မျိုးပေါ့ဒီမှာရှိတဲ့ USD 3မျိုး USD TRC USD ERC USDT ဒီ3မျိုးတည်းနေပြီးတော့ဒီအတော်လာကိုအိတ်ချိန်လုပ်လို့ရတယ်နော်ဒီအတော်လာကိုအိတ်ချိန်လုပ်လို့ရတယ်တကယ်လို့ကိုမှဒါတွေမရှိဘူးဆိုရင်ဒီ deposit တင်ရမှာပေါ့ဒီ USDT TRC ရယ် USDT ERC ရယ်မျိုး deposit တင်လို့ရတယ်deposit တင်မယ်ဆိုရင်ကိုကဥမာ USDT TRC ကို deposit တင်မယ်ဆိုရင် TRC နှိပ်မယ်ပြီးရင်ဒါ deposit နှိပ်မယ်နှိပ်ပြီးတော့ဒီ address လေးကိုဒီ copy that address ဆိုတာလေးနှိပ်ပြီးတော့ copy ယူလိုက်မယ် copy ယူပြီးတော့ကိုတော့ပေါ့ wallet တစ်ခုကနေပြီးတော့ဒါတွင်းလိုက်ပါတော့အနည်းဆုံးဒါသူက 0.01 နေပြီးတော့ပေါ့အနည်းဆုံး 0.01 နေပြီးတော့စပြီးတော့ထည့်လို့ရတာပေါ့ထည့်တဲ့ချိန်မှာကိုကဒါ network ကိုမလွဲဖို့လိုတယ် network မမှားဖို့လိုတာပေါ့နော်ဒါဆိုရင် TRC ဆိုရင် TRC network နဲ့ပို့ရမယ်တခြား network တွေသုံးပြီးပို့ရင်ဒါဆုံးသွားလိမ့်မယ်ဒါလေးလည်း view ဆိုင်ဖို့လိုတယ်အဲ့လိုမျိုးပို့လိုက်လို့ဒီကိုရဲ့ USDT အမောက်တွေရောက်လာပြီဆိုရင်အတော်လာနေပြီးတော့ချိန်လို့ရတယ်USDT ကနေပြီးတော့အတော်လာချိန်လို့ရတာပေါ့နော်အတော်လာထဲမှာပေါ့ရောက်ပြီဆိုရင်သူကတစ်ခါထုတ်ရင်ဖီး$2ကျတဲ့အတွက်2အတော်လာပေါ့2အတော်လာကျတဲ့အတွက်အနည်းဆုံး2အတော်လာတော့ရှိဖို့လိုတယ်အဲ့အတော်လာထဲမှာရောက်ပြီဆိုရင်တော့ဒါထုတ်လို့ရပြီထုတ်တဲ့နည်းကိုတော့ဒီ YouTube မှာတင်လာတာရှိတယ်အဲ့မှာသွားကြည့်လို့ရအောင်နော်ထုတ်လို့ရမယ်ဒီမှာကြည့်မယ်ဒါဆို on နေလိုက်မယ်ဒီမှာ ERC address ကိုထုံးမဲ့
အတူရှိ address ပေါ့နော်အတူရှိ address ကိုထည့်မယ်ပြီးရင်ဒါ payment ဒေါ်လာကတိ$2ဒါပြီးရင်ဒါနေရရပြီထုတ်ခွေရတဲ့အတူရှိရဖို့ကဘာတွေလောက်ရမလဲဆိုတော့အားလုံးတည်တဲ့တိုင်ဒီall user withdraw ဒါ withdraw ဖွင့်ပေးမဲ့အချိန်အားဒီ2026နှစ်လယ်ပိုင်းဆိုရင်တော့ဒါအကုန်လုံးဒါ ratio နဲ့ညီထုတ်ခွင့်ပေးမှာပေါ့ဒီ main နဲ့မတိုင်ခင်မှာဒီလစစ် campaign တွေကနေပြီးတော့လည်းပါဝင်ပြီးတော့ထုတ်လို့ရတယ်လစစ် top 100မှာပါတဲ့သူတွေသူချိုးစားလိုက်ထုတ်လို့ရမယ်top 100မှာပါမပါဘယ်လိုကြည့်ရမလဲဆိုတော့ဒီဖလားပုံလေးနေပြီးတော့ဝင်စစ်ကြည့်လို့ရတယ်ဖလားပုံလေးနေပြီးတော့ဒီတလတော့တွင်မှာဒါtop 100မှာပါတဲ့သူတွေကိုပါနေရဆိုရင်တော့top 100ထဲမှာကိုပါနေတော့ဒါချိုးစားလိုက်ထုတ်လို့ရအောင်ပေါ့ဒီtop 100တဲ့top 100မှာမပါဘူးဆိုတော့ဒါထုတ်ခွင့်မရဘူးเนาะအဲ့တော့နောက်တစ်ချက်ကဒီ reward ထဲမှာreward ထဲမှာဒါ like roti ပေါ့ span လဲပြီးတော့ရလာတဲ့ span လဲပြီးတော့ပေါက်တဲ့ဒါဒီဟိုပါပေါ့withdraw address တွေကိုလည်းစုပြီးတော့ဒါwithdraw address တွေပေါ့နော်ထုတ်ခွေရတဲ့ address တွေဒါတွေကိုဖြည်းဖြည်းစုပြီးတော့ကိုဟိုကအနည်းဆုံးထုတ်လို့ရတဲ့အမောက်ပြီးရင်လည်းထုတ်ကြည့်ရင်ထုတ်လို့ရတယ်ဒါပေမဲ့ဟိုနည်းနည်းလေးနဲ့တော့မထုတ်ကြနဲ့ပေါ့နော်နည်းနည်းလေးနဲ့ထုတ်လိုက်ရကိုကုန်ကြပဲဖီးနဲ့ပါနဲ့မကမိတဲ့အတွက်အနည်းဆုံး300 400 500အဲ့လောက်ဝတ်ချင်ရမှထုတ်ကြဖို့တော့တိုက်တော်ခြင်းတယ်